ဂျပန်စာအုပ်ကိုအချိန်တိုတိုအတွင်းလေးလာပြီးလာစာကောင်းတဲ့ခွင့်လန်းကောင်းတွေရရှိခြင်းနဲ့ဆိုရင်တော့စာကူရာတာဂေတာကျောင်းခွဲတွင်အသေးစိတ်စုံစမ်းနိုင်ပါပြီရှင်။ရန်ကုန်မှာဆိုရင်တာဂေတာကျောင်းခွဲအပြင်လဲရန်နီနီကုန်းတာမွေနဲ့မြောက်တကုံတွေမှာလည်းတက်ရောက်နိုင်ပါရဲ့ရှင်။ဂျပန်စာ N5 ကိုအခန်းနဲ့စေတီတင်ထားပြီးတဲ့သူတွေတိုင်းရရှိနိုင်တဲ့ဆက်ချုပ်စားတောက်ကုန်တို့ကုန်ပစ္စည်းတွေယူပို့ဆောင်ရင်းနဲ့ကောက်ပြုရည်လိုမျိုးခွင့်လန်းကောင်းများရရှိထားပါရဲ့ရှင်။ဒါအပြင်ဂျပန်ကိုအလုံးနဲ့မသွားခြင်းဘူး language ကိုကျောင်းသားတက်ချင်တဲ့သူတွေအတွက်ဆယ်လပိုင်း intake အတွက်အခွင့်အလမ်းကောင်းများရှိထားပါရဲ့ရှင်။အလို့ရောလာစာရောက်ကောင်းတဲ့တိုဖူတေးဗီဇာထဲမှာဆိုရင်ဘိုးဘွားဆောက်ရှောက်ရေးကားမောင်အဆောက်အဦတန်းရှင်ရေးစားတောက်ကုန်တုံနဲ့ဟိုတယ်လိုမျိုးခွင့်လန်းကောင်းများရှိထားတာကြောင့်ပုံမကောင်းမှုတော့တင်အနာဂတ်အတွက်စာကူရာတာဂေတာကျောင်းခွဲရှိနေပါရဲ့ရှင်။ဒီထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကဂျပန်ကိုအကျွေးစနစ်နဲ့သွားခြင်းတဲ့သူတွေအတွက်အလုံးနဲ့ဆိုရင်အရေးစားစနစ်ရှိထားသလိုကျောင်းနဲ့ဆိုရင်လည်းစကောလာ80မျိုးတည်ရှိထားပါရဲ့ရှင်။တာဂေတာကျောင်းခွဲရေးလိပ်စာကတော့မင်းနဲ့နာလမ်းမပေါ်ရန်အောင်မတိုင်နာမှာတည်ရှိတာဖြစ်ပြီးတော့နေကလာတက်ခြင်းတဲ့သူတွေအတွက်ယောက်ျားလေးအဆောင်မိန်းကလေးအဆောင်တွေကိုစီစဉ်ပေးပါရရှင်။စာကူရာကျောင်းရဲ့ရည်မှန်းချက်မှာဂျပန်စာရေးချင်းပြည်ပြီးတော့ကျောင်းသူကျောင်းသားများကိုမွေးထုတ်ပေးပြီးတော့အချိန်တိုတိုအတွင်းအလောက်ကိုင်ခွင့်လန်းကောင်းများရရှိနိုင်စေရန်အကြံပေးနိုင်ရေးပဲဖြစ်ပါရရှင်။တင်ချင်းခင်ရတဲ့တင်မိတ်ဆွေတငယ်ချင်းများအတွက်ဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးဖို့လည်းတောင်းဆိုလိုပါရရှင်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ရှင်။